တဲ့ခဏလေးနော်ဟုတ်တော့ဘယ်ရောက်သွားတော့ဟာထွင်းညိုစလုံးကြလုံးနဲ့ဘယ်ပြန်လာတာတော့မပြောချင်တော့ပါဘူးအေးကြီးမရဲ့ပဲပြုတ်ဆိုလို့ထောက်လိုက်ရလေငါလည်းအပြင်ရောက်ကိုပဲပြုတ်တယ်ဘယ်အောင်မှမသိပါဘူးဟဲ့အမလေးထွင်းညိုမရဲ့ပဲပြုတ်တဲ့အကြောင်းညီးလည်းအသိဆုံးသူတို့ကအော်ပြေးပြေးလေအခုလောက်ဆိုဟိုဘက်ရတာရောက်နေလောက်ပြီပေါ့စိတ်ညစ်ပါလေဟဲ့ငါလည်းလေမနက်စာကိုပဲပြုတ်နဲ့ထမင်းညက်နဲ့စားမယ်ဆိုပြီးစီစဉ်ထားတာဟိုပဲပြုတ်တွေကလွတ်သွားပြီဆိုတော့လေငါတို့မနက်စာငတ်ပြီလားမသိဘူးຢာတွေကလည်းဆင်းရတော့မှာဟဲ့စိတ်ညစ်တယ်အမလေးကျုပ်ကအဲ့ရထားရင်လည်းလို့ကျုပ်မှကျွတ်တင်ပြည်စင်ထားတာရှိတယ်ခဏလေးစောင့်ကျုပ်ပေးမယ်ခဏလေးစောင့်ရော ready အသစ်စားစတော်ပဲပြုတ်ဟဲ့အေးကြီးမ ready ဆိုတာဘာကိုပြောဟာနင်းရလေ ready ငါတက်တော့နင်းမသိဘူးလားအော်ဟိုငါတို့ငငယ်တော့စားတဲ့ ready ငါတက်တာတွေကိုပြောရတာဟုတ်တယ်အဲ့ဒီကုမ္ပဏီကနေအသစ်ထုတ်လုပ်ထားတဲ့ ready အသစ်စားစတော်ပဲပြုတ်ဟဲဟုတ်လားဟုတ်တယ်ငါဆိုမနေ့တိုင်း ready ဘူးနဲ့ပဲဖြတ်တန်းနေကြလေAttention please ကဲတားသမီးတို့ဒါပါလေမောင်ပါဆရာမဟဲ့ဒါမောင်မဟုတ်ဘူးလေမဂနီစီယန်လေတော့အေးအလမလိုက်မောင်ဟုတ်ပြီနော်ကဲပြောမောင်ကဘယ်နှလုံးရှိလဲနှလုံးပဲရှိပါလေဆရာမနှလုံးပဲရှိပါလေဆရာမဟဲ့လူဘာတကားပြောတယ်ငါအပြိုကြီးဆိုပြီးတော့နော်ပြန်ဆိုပြက်ဆိုမလုပ်နဲ့ဘလို့မောင်မနှလုံးလဲဩဟိုတမီးမောင်မှာတော့နှလုံးပဲရှိရဲဆရာမရဲ့ဟုတ်တယ်ဆရာမတမီးမောင်မှာလည်းနှလုံးပဲတမီးမောင်မှာလည်းရှိရဲဆရာမတမီးမောင်မှာလည်းနှလုံးပဲဆရာတမီးတို့အားလုံးမှာလည်းနှလုံးပဲရှိရဆရာမရဲ့တမီးတို့အားလုံးမှာလည်းနှလုံးပဲရှိရဆရာမရဲ့ဟဲ့ဟာဘာတွေပြောနေရလဲမင်းစက်နေတာနော်စက်ဟဲ့ငါပြောတာဒီမောင်မဂနီစီယမ်မှာလက်ခံနိုင်တဲ့အလက်ထရိုဘယ်နှလုံးလဲမရလဲစက်နှလုံးလေဘာနှလုံးလဲတော့ဆက်တယ်ဒီတင်ငါလည်းဒီနေ့မတင်တော့ဘူးဒါနဲ့မှတင်မယ်ကဲဖတ်တော်နေပြင်တော့ definition နဲ့တင်မယ်ကလေးတို့ရေနည်းနည်းမြန်မြန်လေးလုပ်ပြီးနော်ဒီနေ့မှ oral အများကြီးပွက်မှာအားလုံးသိရနော်ကတိကတိဟဲ့ဘသူခွာလဲဘာကိစ္စဘယ်ခွာလဲအနောက်ကခွာနေတာအနောက်ကခွာနေတာဟဲဝိုင်းတမီပြောလေဟွာလေတမီအလုပ်ထွက်တော့မယ်တတိဟာဘာဖြစ်လို့လုပ်ထွက်မှာလဲပြင်းလို့တတိပြင်းလို့တတိဟုတ်တော့ပြင်းလို့ဟာလားလာဝိုင်းလာထိုင်ဒီမှာထိုင်လိုက်ဟုတ်စီရနော်la liga la mata muñeca metiste la pata ဟိုသမီးဟိုအပြင်းပြေးလာရင်ဟေးသမီးကအနောက်မှာလေဟမ်အော်အိုင်ဝိုင်းဟိုအပြင်းပြေးလာသမီးလေအပြင်းပြေးလာလို့ဟုတ်အေးအပြင်းပြေးဆိုရင်အဲ့ဒါတော်တော့လေဟိုအမလည်းရမ်းမောနေအေးဟဲ့စိတ်ညစ်လိုက်တာဟဲ့လုံးပင်မန်းတာတမျိုးတတိပေါကြောင့်လောက်တာတမျိုးတကယ်စိတ်ညစ်တယ်ဘွားဒီဘက်ကခိုင်လာပြောတာလေးအဲ့ဘက်မှာငါ့ဘာပြောတာဘာလာပြန်ပြပါဦးဟဲ့ပြန်ဘွားနေဘာစိတ်ညစ်နေတာလဲတဲ့ဩဘာစိတ်ညစ်ရမှာလဲဟဲ့ဟိုသူများလောက်တာပင်မန်းတယ်လေဟိုအဲ့ဒါကြောင့် local brand လေးထုတ်ပြီးတော့ဟိုကိုပိုင်အလုပ်လေးလုပ်မလားလို့စဉ်းစားနေတာဘွားနေကိုပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်ကိုပိုင်အထက်ဆက်ရုံရှိလို့လားတဲ့ဘွားတော့တမ်းမှာဘဲမှာရေငါပြောပြစီလားဟိုနေ့ကလေမဲခေါ်တို့ဝိုင်းတို့ line ပေါ်မှာကြီးညာထားတာတွေ့တယ်ကိုယ့်ရဲ့ကိုပိုင်နာမည်နဲ့ local brand ထုတ်ချင်တယ်ဆိုရင်ကိုပိုင်ပိတ်စလဲရှာစရာမလိုဘူးကိုပိုင်ကတင်လဲရှိစရာမလိုဘူး
ကိုပိုင်အထက်စက်ရုံလဲထောင်းနိုင်ကြမလို့နောက်ဆုံးကိုပြောမယ်ဟဲ့ပါကင်ရအစစိတ်ပူကြမလို့ကို့မှာကိုပိုင်အရင်ကြီးရှိရုံလဲကိုပိုင် local brand ကိုထုတ်လို့ရတယ်လို့ကြေညာထားတယ်ကောင်းတာညီမလေးဘာလို့ကျင်းလဲအမဘာပြပေးရမလဲ အော်ဟိုမမအထက်ဝဲဖို့မဟုတ်ဘူးဟိုအလုံးလေးလျှောက်ချင်လို့ပါရှင် ဩအလွတ်လာလျှောက်တာလားဟိုအမရဲ့အထက်ကျုပ်စက်ရုံမှာလေလူလိုနေတာနဲ့အတော့ပဲဟိုညီမလေးအထက်ကျုပ်တက်လား အထက်မချုပ်တတ်ဘူးရှင် ဟိုအထက်မကျုပ်တက်ဘူးဆိုတော့တခြားဘာလို့တက်သေးလဲ တခြားကြတော့မမရဲ့ဟိုဘာမှမလုပ်တတ်ဘူးရှင် ဟမ်ဘာမှမလုပ်တတ်ပဲနဲ့အလွတ်လာလျှောက်နေသေးတယ် အဲ့ဒါကိုပြောချင်တာမရဲ့အိမ်ကအမေလေအလုံးလုံးမသူ့အိမ်မှာနေတယ်အလုံးမလုပ်ဘူးဆိုအိမ်မှာမနေနေတာမရဲ့ညီမလေးကသူ့အိမ်မှာမနေလို့ဘာမှတန်းနေရမှာနေကြမရှိဘူးလေအဲ့ကကြတော့အလောက်ကမပြစ်မနေလုံးမအောင်ရမှာဟိုမစီမှာတခြားဘာလုပ်တယ်ရှိလေ ဟိုအဲ့ဆိုညီမလေးစက်ချုပ်တက်လား အော်အခုနောက်လေးစပ်မချုပ်တတ်ဘူးလို့အမကဗမာလိုပြောတာအမနားမလဲဘူးလား ဩအေးဟုတ်သားပဲဟိုအဲ့ဆိုရင်အမအဖို့အစ်စ်ဖွင့်ထားတယ်ခင်ခင်ကြီးအထက်ဆိုင်မှာအလုပ်လုပ်မလားပြော အော်ဒီထဲတိုင်းကအမထဲတိုင်းလား ဟုတ်တယ်လေ အော်ဘာနဲ့ရောင်းတာလဲ ဩမမရဲ့ဆိုင်မှာစပန်ဒရတွေကိုလူကြီးဝက်ကလေးဝက်အကုန်ရောင်းတာ အော်မမဘယ်ကနေယူရောင်းတာလဲ ဩအမကစက်ရုံပိုင်ရှင်လေဒီကအထက်တွေကအမရဲ့စက်ရုံကအထက်တွေပဲအဲ့ဒါတွေအမရောင်းတာ အော်ဟိုဒါအမရဲ့စိတ်ရောထက်တဲ့အထက်တွေပေါ့ဟဲအမဟိုအမလက်လီရောင်းတာလားယင် လက်ကားရောင်းတာလက်ကားရောင်းတာမလေအမရှိမှနေရအားပေးတဲ့လူတွေမှာအများကြီးပဲ အော်ဟုတ်လားဟဲအဲ့တော့အမလက်ကားပြက်တာဆိုတော့လေဟိုအမဟိုဈေးတက်တာပါပေါ့နော် မင်းကဘာလို့ရ မမယူလို့လေ ငါရမှာလေဟိုဒါနဲ့နေပါဦးငါတို့စကားပြောတာဘယ်နိုင်ရောက်သွားရင် အော်ဟိုဈေးတက်တာလားလို့မင်းညာ ဩညီမလေးရဲ့စက်ရုံဓာတ်ရိုက်ပါဆိုဈေးနှုန်းချိုလားမေးနေသေးရဲ့စက်ရုံဓာတ်ရိုက်ဆိုရင်ဈေးချိုလားမချိုလားအထက်လောကလူတွေအကုန်လုံးသိတယ် ဝါ ဟဲ့ဘာဖြစ်သွားအမင်းညက်သွားဟဲ့ဘာဖြစ်သွားအမင်းညက်သွား အမေကြီးပြသွားတာလေအော်ဒါနဲ့လေဟိုညီမလေးကဒီမှာဘာလုပ်ရမှာလဲဟင် အထက်ရောင်းရမှာဗော အော်အထက်မြောင်းချင်ပါဘူးပြင်းစရာကြီး အဲ့လောက်တောင်ပြင်းနေမှာတော့ဟဲ့လင်းလာယူလိုက်တော့ ဟာဟုတ်တယ်မောင်ရဲ့လင်းလို့ချင်းနေတာဟိုညီမလေးရဲ့ယူပါမလားတော့လေကောက်လေးကညီမလေးကိုမကြိုက်ကြအောင်ဖြစ်နေရဟိုကလေဟိုမမရဲ့စက်ရုံမှာလေကောက်လေးချောချောလေးပါလေမရှိလားယင်ရှေ့ကိုညီမလေးလက်ဆောင်ပေးပါလားယင်ဟာ ဘာဖြစ်လာတော့ဟဲ့ဘာဖြစ်လာတော့ ဘာဖြစ်လာတော့ဘာပြရမှာလဲဟိုငါတင်နေတင်ငါစီလာလဲမဲတဲ့ အမလေးဟဲ့အဲ့ဒါကိုများအလန့်တကြားနဲ့ ဟုတ်ပါရဲ့လန့်တော့လန့်တယ် လှလိုက်တာဟဲ့ငါလေးပြန်လေးတော့လွင့်သွားပြီလားမသိဘူးပြန်လာခဲ့ပြီပါ ဟဲ့ငါလေငါတငယ်ချင်းတွေကိုငါတို့နေတဲ့ယူဇနာဥယျာဉ်မြို့တော်ရဘလောက်နေလို့ကောင်းတာဘလောက်ပျော်ဖို့ကောင်းတာဆိုပြီးကြွားထားတာသူတို့လာပြီးဆိုငါမောလိုက်ကျွေးရမှာလေငါတို့ယူဇနာထဲမှာလေဟဲ့ဟိုအေးအေးစစ်စစ်လေးထိုင်မြအရသာရှိရှိလေးစားလို့ကောင်းတဲ့ဆိုင်ဆိုခက်ရှားရှားဆိုနင်တို့လည်းသိရတာနဲ့ အမလေးဟဲ့အဲ့လောက်ကြီးလေစိုးရိမ်ကြမလို့ပါဘူးအဲ့ဒါဆိုရင်ငါဟိုနေ့ကသွားစားတယ်ငါတို့ရစနာ9လမ်းအီထဲမှာဖွင့်ထားတဲ့ချက်မဲဆလက်ဝက်မဲဆလက်ကောင်းမလားအဲ့ဒီဆိုင်ရလေနေရာလေးကလည်းတန့်တယ်ထိုင်လို့လည်းကောင်းတယ်ပြီးတော့ဈေးနှုန်းကလည်းချိုတယ်ဟဲ့သူ့ရဲ့အရသာတွေကလည်းကောင်းမှကောင်း ဟဲ့ဝမ်မက်ဆက်လက်ဘာကိုပြောတာလဲ ဟုတ်ပါဘူးချက်ဆလက်ဝက်ဆလက်ချက်မဲဆလက်လို့ပြောတာ ဟဲ့နင်ပြောတဲ့အဲ့ဒီဆိုင်ကတကယ်စားလို့ကောင်းတာ အိုးပြောနေတာကြားတယ်လာငါတို့ညီမလေးရောက်သွားစားမယ်ထ သွားမယ်